စိတ်ပိစည်းမှုခံစားနေခဲ့ရတဲ့သူတွေအတွက်ဖျားဟောခဲ့တဲ့စိတ်ထွက်ပေါက်နည်းလဲမင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်လူသားတွေအနေနဲ့နေ့စဉ်ဘဝတွေကိုဖြတ်သန်းတဲ့အခါမှာမျိုးစုံတဲ့စိတ်ခံစားမှုတွေကိုရင်ဆိုင်ရပါတယ်အစဉ်ပြေနေတဲ့အချိန်မှာဆိုရင်တော့ပျော်တဲ့စိတ်ကျဉ်တဲ့စိတ်ပီတိဖြစ်တဲ့စိတ်အစာရှိတဲ့ပြည့်ခံစားရပြီးအစဉ်မပြေတဲ့အချိန်မှာဆိုရင်တော့အလိုမကျတဲ့စိတ်ဒေါသစိတ်မနာလိုစိတ်အစာရှိတဲ့ပြည့်ခံစားကြရပါတယ်လူတွေရဲ့ပိစားစိတ်တွေကမကောင်းတဲ့နေရာမှာမှွေလျော်ဖို့တဲ့ပိုလွယ်ကူပါတယ်။စိတ်ခံစားချက်နဲ့ပတ်သက်လာရင်လည်းကိုယ့်အတွက်မကောင်းမှုဆိုတာသိလျက်နဲ့မကောင်းတဲ့စိတ်တွေကိုပိုပြီးလက်ခံတတ်ကြပါတယ်။ဒီလိုဖြစ်ရတာကစိတ်ကိုကောင်းတဲ့နေရာမှာမှွေလျော်နေအောင်မလေးကျင့်ပြီးဒီတိုင်းလွှတ်ထားပေးခဲ့လို့ဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်စိတ်လွယ်ပင်ဆိုတဲ့ဥယျာဉ်ကြီးထဲမှာပေါင်းပင်တွေမျက်ပင်တွေရောထွေးပြီးပေါက်နေသလိုဖြစ်နေတာပါ။ဒါကြောင့်မဲအေဂျင့်နဲ့စိတ်လေးကိုပိုင်ဆိုင်ခြင်းကြားတဲ့သူတွေကတော့တရားထိုင်တာကောင်းမှုကုသိုလ်တွေကိုနှလုံးသွင်းတာကောင်းတဲ့အတွေ့အကြုံတွေအာရုံပြုပေးတာစားတဲ့နီးလန်းနေတဲ့စိတ်ဥယျာဉ်တွေကပေါင်းပင်တွေကိုဖယ်ရှားဖို့တွေကြိုးစားနေခဲ့ကြတာပါလူမယ်ရင်တော့စိတ်ခံစားမှုတွေကိုကင်တွယ်နိုင်ဖို့တွေအရေးကြီးပါတယ်အဲ့ဒီအတွက်နဲ့နီးလန်းမျိုးစုံနဲ့ရှိနေခဲ့ကြတာပါသက်ဆိုင်ရာဘာသာရေးအသီးသီးမှလည်းအေဂျင့်နဲ့စိတ်တန်ရှင်းစင်ကြယ်တဲ့စိတ်လေးပိုင်ဆိုင်ဖို့တွေနီးလန်းကိုစီရှိကြပါတယ်စိတ်ပညာလောကမှာလည်းစိတ်ခံစားမှုတွေကိုကင်တွယ်နိုင်မဲ့ဒီချာနီလန်းနေရှိနေကြတာကလည်းအမှန်ပါပဲကျွန်တော်ရဲ့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့မှုတဲ့တရားဒေသနာတော်တွေမှာစိတ်ခံစားမှုတွေကိုကင်တွယ်ဖြေရှင်းနိုင်မဲ့နီလန်းတွေကိုရှာဖွေပြီးကျင့်သုံးနိုင်မယ်ဆိုရင်ကောင်းဆုံးပါပဲဒီဗီဒီယိုလေးထဲမှာတော့စိတ်ပိစီးပြီးခံစားနေရတဲ့သူတွေအတွက်စိတ်ထက်ပေါက်ဖြစ်စေမဲ့နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီနေ့လိုခေတ်ကအရင်ကထက်တိုးတက်လာတယ်ဆိုပေမဲ့စိတ်ဖိစီးမှုတွေကတော့အရင်ကထက်ပိုများလာတာအမှန်ပါပဲအပြိုင်ဆိုင်များတဲ့ခေတ်ဖြစ်တဲ့အတွက်နေရာတနေရာမှာယက်တည်နိုင်ဖို့အတော်လေးကိုရုန်းကန်ရပါတယ်နောက်ပြီးလူနေမှုဘဝရဲ့လိုအပ်ချက်တွေကလည်းအဖိုးအဖွားတွေခေတ်ကလိုမဟုတ်ပဲမြင်မာနေကြတာပါပြောရမယ်ဆိုရင်ဤပညာတွေရဲ့အကူအညီနဲ့အလုပ်တွေကိုပို့ပြီးနိုင်တယ်ဆိုတာကလည်းအချိန်ပြည့်ကြိုးစားပြီးလုပ်ကိုင်နေရင်တော့မှမလုံလောက်တဲ့အခြေအနေမျိုးဖြစ်နေတာပါဒီကြားထဲမှာအလုပ်ကိုင်ခွင့်လန်းရှားပါးတာတွေပြိပက္ခတွေကြားထဲမှာနေထိုင်ရတာတွေစတာတွေကလူတွေရဲ့စိတ်တွေကိုအလိုမကျမှုဖြစ်အောင်လှုပ်ပေးနေကြတာပါဒီအလိုမကျမှုတွေကြီးထွားလာရင်လည်းဒေါသစိတ်ကြီးဖြစ်ပြီးပောက်ကွဲထွက်လာတတ်ပါတယ်ဒီခါကျရင်တော့အေဂျင့်နဲ့စိတ်လေးတွေပြည့်စည်ပြီးတောကဖြာပါဒတွေပို့ဖြစ်လာပါတယ်ဖြာပါဒတွေကြီးစိုးနေတဲ့လူရဲ့အသွင်မြင်ကမှုန်ကုတ်ကုတ်ဖြစ်နေပြီးကိစ္စအသေးလေးတွေကိုတော့မှပြဿနာအကြီးကြီးဖြစ်အောင်ဖန်တီးဖို့အတွက်အသင့်ဖြစ်နေတတ်ပါတယ်ဒီလိုဖြစ်တာကလည်းသူ့ရဲ့စိတ်ထဲမှာရှိနေတဲ့အဆိုင်ခဲကိုဖြေလျှော့နိုင်အောင်ထပ်ပေါက်ရှာလိုက်တဲ့သဘောပါပဲလူတိုင်းလိုဒီလိုနီးလန်းနဲ့စိတ်ထပ်ပေါက်ရှာဖို့ကြိုးစားနေရင်တော့အဲ့ဒီပတ်ဝန်းကျင်ကဘလို့မှငြိမ်းချမ်းမှာမဟုတ်တော့ပါဘူးအချို့ကတော့စိတ်ဖိစီးမှုတွေကိုထပ်ပေါက်ပြီးတဲ့အနေနဲ့အပျော်အပါးဘက်ကိုဥတီလိုက်ပါတယ်ဒီလိုနီးလန်းကအတန်အသင့်စိတ်ပြေသွားနိုင်တာဖြစ်ပေမဲ့အခက်မသိရင်ပြဿနာအကြီးကြီးတွေဖြစ်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်စိတ်ထဲမှာရှိတဲ့အလိုမကျမှုအဆိုင်ခဲတွေကိုဖြေလျှော့တာမဟုတ်ပဲဖိနှိပ်ထားလိုက်လို့ဖြစ်ပါတယ်ဒါကြောင့်အရက်မွေးရစေဝါအစရှိတဲ့စင်ကြင်သောတရားကိုပြပြစေတဲ့အရာတွေနဲ့တွေ့တဲ့အချိန်မှာတော့ဒီဒေါသအဆိုင်ခဲကြီးတွေကမိတော်တစ်ခုလိုပေါက်ကွဲသွားပြီးပြဿနာတွေကြီးထွားကုန်တာပါအချို့ကလည်းခီးတွေထွက်စာအုပ်တွေဖက်ချစ်ခင်ရတဲ့သူတွေနဲ့အချိန်ဖြုံးပြီးစိတ်အလိုမကျမှုတွေကိုဖြေလျှော့ဖို့တဲ့ကြိုးစားကြပါတယ်ဒီနီလန်ကစိတ်အလိုမကျမှုတွေကိုထိုင်းတယောက်ပြေလည်စေခဲ့တာဖြစ်တော့အကျိုးရှိတဲ့နီလန်လေးလည်းဖြစ်ပါတယ်တကယ်တော့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေထဲမှာအလိုမကျတဲ့စိတ်ဒေါသစိတ်ဗျာပါဒစိတ်တွေကိုအထီးအဆုံးကံတွင်နိုင်မဲ့နီလန်းကိုရှာတွေ့နိုင်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်းဒီနီလန်းကိုလက်ကင်ထားပြီးရန်ပေါင်းကိုအောင်နိုင်တော်မူခဲ့တာပါစိတ်လိုမကျမှုတွေဒေါသစိတ်တွေဗျာပါဒစိတ်တွေအတွက်ထီးအောင်မှုရှိဆုံးစိတ်ထက်ပေါက်ကတော့မေတ္တာပွားတာပါပဲမေတ္တာပွားလိုက်ရင်ကိုယ်စိတ်နှလုံးအေးချမ်းလာတဲ့အကျိုးကိုချက်ချင်းခံစားရပါတယ်ကိုယ်စိတ်နှလုံးအေးချမ်းမှုဖြစ်လာမယ်ဆိုရင်တော့မျက်နှာကလည်းကြည်လင်လာသလိုပဲကိုယ်အမူအရာတွေကလည်းတိမ်မွေ့လာမှာပါပြောရမယ်ဆိုရင်တော့ဒီလိုဖြစ်နေတဲ့သူတရားကိုတစ်ဖက်သားကနှစ်သက်သဘောကျတဲ့စိတ်တွေဖြစ်ပြီးရန်ရှာဖို့စဉ်းစားမှာမဟုတ်တော့သလိုပဲကိုညီလိုအပ်ရင်တောင်မှပေးဖို့အတွက်အစဉ်သင့်ဖြစ်နေပါပါမှုံကုတ်ကုတ်နဲ့ရန်လိုနေတဲ့သူတရားဆိုရင်ဘယ်သူမှအကူအညီပေးချင်မှာမဟုတ်ပါဘူးစိတ်တူတက်တဲ့သူနဲ့တွေ့ရင်မြင်ကပ်မှုနဲ့ရန်ရှာခံရနိုင်ပါသေးတယ်ဖျားရှင်ဟောတဲ့တာရကတစ်ခုမှာရန်ကိုရန်ချင်းမတုံနှင်းနဲ့ဆိုတဲ့ဆုံးမစကားရှိပါတယ်မြတ်စွာဘုရားရှင်ကအဲ့ဒီစကားကိုအခြားဥပမာတစ်ခုနဲ့ထပ်ပေးထားပါသေးတယ်အဲ့ဒါကတော့အညစ်အကြေးတွေကိုအညစ်အကြေးတွေနဲ့ဆေးကြောလို့မရဘူးဆိုတာပါပဲ
ဒီလိုစေးကြောလိုက်မယ်ဆိုရင်ပိုပြီးညစ်ထေးသွားမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်အညစ်အကြေးတွေကိုရေနဲ့ပဲစေးကြောရမှာပါ။ဒီဥပမာအတိုင်းပါပဲစိတ်အညစ်အကြေးတွေကိုတော့မေတ္တာရည်နဲ့စေးကြောတာကအထီးရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။မေတ္တာထားဖို့မေတ္တာပွားဖို့ဆိုတဲ့စကားကလည်းကြားရတာလွယ်သလောက်အကျိုးတွေအတွက်တော့လိုက်နာကျင့်ကြံဖို့ခက်နေပါသေးတယ်။ပြောရမယ်ဆိုရင်နီလန်းကိုသိပေမဲ့လိုက်နာဖို့ခက်နေတာမျိုးဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗုဒ္ဓဘာသာဝင်တွေနေနဲ့လည်းမေတ္တာပို့တာအမျှဝေတာတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။မေတ္တာရဲ့တကူကကျေဖယ်များစွာထက်တလဲလဲပွားများနေမယ်ဆိုရင်ပိုပြီးထိရောက်လာတတ်ပါတယ်။ဒါကြောင့်မေတ္တာပို့တဲ့ကိစ္စတွေမေတ္တာပွားတဲ့ကိစ္စတွေကအစာပိုင်းမှာခက်ခဲနေရင်တော့ကြိုးစားပြီးလေးလေးနက်နက်နဲ့ကျင့်ကြံသင့်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ကိုမုန်းတီးနေတဲ့သူကိုမေတ္တာပွားလို့မရတဲ့ချိန်ဒီလူရဲ့တနာစရာကောင်းတဲ့ချက်တွေကိုတွေ့ရင်မေတ္တာပွားလိုက်မယ်ဆိုရင်တော့ပိုလွယ်ကူသွားမှာပါဒီလိုမှမေတ္တာမပို့နိုင်သေးဘူးဆိုရင်တော့အားလုံးကိုလွှမ်းခြုံတဲ့မေတ္တာပွားနည်းနဲ့အလေးကျင့်လေးအားတန်လာအောင်ကြိုးစားနိုင်ပါတယ်မေတ္တာပွားတဲ့အကျင့်ထက်သန်လာခဲ့ရင်ကိုလိုချင်သလိုမေတ္တာပွားနိုင်လာမယ့်ပြင်စိတ်ဖိစီးမှုတွေကိုလည်းထပ်ပေါက်ပေးနိုင်မှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကနှစ်ပေါင်း2500ကျော်နေပြီဖြစ်ပေမဲ့ကျွန်တော်ရဲ့လောကီလူသားတွေအတွက်တော့ဒီနေ့အထိခင်မီနေတော့မှဖြစ်ပါတယ်စိတ်ဖိစီးမှုတွေဖြစ်လာရင်မေတ္တာပွားပြီးစိတ်ထပ်ပေါက်ပေးနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ရင်းနဲ့ဗီဒီယိုလေးကိုဒီကုန်းချုပ်လိုက်ပါတယ်